အားလုံးမင်္ဂလာပါဒီနေ့ပြပေးမယ့်ဗီဒီယိုကတော့ furnace startup sequence ဖြစ်ပါတယ်ပထမဆုံး blower motor ကိုအစပြုပါတယ် pre-purge လို့လည်းခေါ်ပါတယ်blower motor pre-purge ပြီးသွားတယ် heat ကိုခေါ်တယ် heat ကိုခေါ်တော့ဒီ blower အသေးလေး inducer fan motor run ပါတယ်အဲ့ဒါ run ပြီးတာနဲ့ pressure switch ကို close လုပ်ပါတယ် negative pressure ပေါ့နော် pressure switch ကို close လုပ်တယ်ပြီးသွားတယ်ဒီ Michelson ပုံစံမျိုးဖြစ်တဲ့ HSI ကိုမီးပေးတယ်ပြီးမှ gas ကိုဖွင့်ပေးတယ် gas ဖွင့်ပေးပြီးတော့ကျွန်တော်တို့flame sensor ပေါ့နော်ဒီမှာကြိုးအဖြူရောင်လေးနော်ဒီ flame sensor ကမီးရှိတယ်မီးလာတယ်ဆိုပြီးတော့မှ system ကိုပြောတယ်ဒီမီးတောက်လာပြီဆိုတာနဲ့စက္ကန့်30လောက်မှာအောက်က blower fan motor ကိုစပြီးတော့မှအလုံးလုံးတယ်အိမ်ထဲကိုလေပူလေနွေးတွေကိုပို့ဆောင်ပေးတယ်နော်ဒီတိုင်းthermostat ကtemperature ပြည့်မြဲတဲ့ထိနော်ဆက်ပြီးတော့မှမောင်းပေးသွားတာဖြစ်တယ် thermostat ပြည့်ပြီဆိုတာနဲ့ gas ကိုပိတ်မယ် gas ကိုပိတ်ပြီးသွားတာနဲ့ဒီ blower ကိုပိတ်မယ်နော်အဲ့လိုမျိုးတစ်စင်းပြန်ပြီးတော့ပိတ်မယ်နောက်တစ်ချိန်ပြန်စားတဲ့ခါမှာတော့ဒီအောက်ကမော်တာကြီး blower motor နဲ့တော့စားလဲမှာမဟုတ်ဘူးเนาะဒီ inducer fan နဲ့လဲမယ် pressure switch ကိုသွားမယ်ပြီးရင် mixer ကိုပေးမယ်ပြီးတော့ gas မီးတောက်မယ်ဒီလိုဆက်သွားမှာဖြစ်တယ်เนาะဒါကတော့ gas furnace yellow လို့ပုံဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်